NLA ရဲ့ July, August, September လတွေမှာဖွင့်လှစ်မယ်အတန်းများမှာတက်ရောက်ကြမယ်ကျောင်းသူကျောင်းသားများအတွက်ဆက်လက်ပညာသင်ကြားခွင့် 100% scholarship placement test ကို2026ခုနှစ်ဇူလိုင်လ17ရက်နေ့က NLA မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ NLA ရဲ့ placement test မှာဖြေဆိုအောင်မြင်ခဲ့ပြီး 100% scholarship ရရှိခဲ့တဲ့ကျောင်းသူကျောင်းသားလေးတွေရဲ့စကားသံများကိုတော့ယခုလိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ညီမဒီ NLA ရဲ့ scholarship program လေးမှာplacement test ဖြေဆိုပြီးတော့ ECC Foundation class ကလေးကို scholar ရရှိခဲ့တာပါ NLA ရဲ့ Facebook page မှာlike လုပ်ထားတာနေပြီးတော့ဒီ program လေးကိုစတွေ့ခဲ့တာပါအဲ့နဲ့လျှောက်ပြီးတော့ဒီ scholar လေးရခဲ့တာဖြစ်ပါတယ်ဒီလိုမျိုး scholarship program လေးလုပ်ပေးတဲ့အတွက် NLA ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျောင်းသားကျောင်းသူတွေကို scholarship program လေးအများကြီးစီစဉ်ပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်100% scholarship program လေးတွေ့တဲ့အကြောင်းမလို့အဲ့ဒါကိုဝင်ရောက်ဖြည့်ဆိုခဲ့ပါတယ်အခုလက်ရှိကတော့ဒီ 100% ဒီ scholarship program လေးကိုရရှိသွားတဲ့အတွက်ကြောင့်မလို့ဒီ ACCA Part 3 SPR level ကိုလည်းဒီ bonus scholarship နဲ့အခုဆက်လက်တက်ရောက်မှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုး program လေးကိုစီစဉ်ပေးတဲ့နေလင်းအောင်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ပြီးတော့ဒီ ACCI level 3ကနေပြီးတော့ပေါ့နော် ACCA subject တွေအထိကိုတေချာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ရှင်နေရောင်နေတူဖူးပွေးနေပန်းတွေနေရောင်နေတူ